တမလွန်ကနေပြန်လာတဲ့ကောင်မလေးသူတို့နှစ်ယောက်ကစားနေတော့သူ့ညီမလေးကရေထဲကိုပြုတ်ကျသွားတယ်သူ့အကိုလည်းချက်ချင်းရေထဲခုန်ဆင်းပြီးကယ်ခဲ့ပေမဲ့ညီမလေးကလောကကြီးထဲကထွက်ခွာသွားရပါတယ်သူ့အကိုလည်းသူ့မှာအပြစ်ရှိတယ်လို့ခံစားနေရတယ်အကိုလည်းအရွယ်ရောက်လာခဲ့တယ်တနေ့တော့လမ်းမညီမလေးကိုရုတ်တရက်မြင်ခဲ့ပေမဲ့အမြင်မားတာလို့ထင်ခဲ့တယ်သူလည်းသူ့ကောင်မလေးနဲ့ရှေးဟောင်းရဲတိုက်တစ်ခုကိုလဲသွားတယ်သူတို့နှစ်ယောက်ဖက်လိုက်တဲ့အချိန်မှာသူကညီမလေးကိုမြင်လိုက်ပြန်တယ်ဒါကိုသူ့ကောင်မလေးကတော့မမြင်ခဲ့ဘူးညရောက်တော့သူ့ညီမလေးကတကားလာခောက်ပြန်တယ်အပြင်ထွက်ကြည့်တော့ညီမလေးကထွက်သွားတာမြင်လိုက်တယ်သူလည်းနောက်ကလိုက်ကြည့်ခဲ့ပေမဲ့ရဲတိုက်အပြင်ရောက်တော့ပျောက်သွားပြန်တယ်နောက်နေ့ကျတော့သူ့ကောင်မလေးနဲ့ကြည်နူးနေကြတော့ညီမလေးကိုအပြင်မှာမြင်လိုက်ရပြန်တယ်သူလည်းသူ့ညီမနောက်ကိုပြေးလိုက်ခဲ့တယ်ညီမလေးကတော့အုပ်ထဲကိုဝင်ပြေးသွားပြီးတင်းချိုင်းတစ်ခုထဲမှာပျောက်သွားခဲ့တယ်သူလည်းရှောက်လိုက်ကြည့်တော့သူ့ကောင်မလေးနာမည်ရေးထားတဲ့အုပ်ကူတစ်ခုကိုမြင်ခဲ့တယ်။သူလည်းရဲတိုက်စီပြန်လာခဲ့တော့ကောင်မလေးကပျောက်နေတယ်။သူကလိုက်ရှာနေတော့ညီမလေးကိုပြန်တွေ့ပြန်တယ်။ညီမလေးကသူ့လက်ကိုကင်ဖို့ပြောနေတယ်။အဲ့ဒီချိန်မှာကောင်မလေးကအပြင်ကနေခေါ်တန်းကြလိုက်တယ်။သူလည်းအပြင်ကိုထွက်ပြီးကောင်မလေးကိုပြေးဖက်လိုက်တယ်။ပြီးတော့ကောင်မလေးကိုခေါ်ပြီးကားနဲ့ထွက်ပြေးကြတယ်။လမ်းရောက်တော့ညီမလေးကလမ်းလယ်မှာရက်နေပြန်တယ်။သူလည်းကားကိုလမ်းဘေးကိုကွေ့ချပြီးကားပေါ်ကနေခုန်ဆင်းလိုက်တယ်။ကောင်မလေးကတော့ကားနဲ့အတူမီလောင်သွားတယ်။သူလည်းရဲတိုက်စီပြန်ပြေးလာတော့ကောင်မလေးကဘာမှမဖြစ်ပဲပြန်ရောက်နေတယ်။သူလည်းကြောက်ပြီးထွက်ပြေးပေမဲ့တကားတွေကပိတ်ထားတယ်။အဲ့ဒီချိန်မှာရဲတိုက်တစ်ခုလုံးမီးထလောင်တယ်။ခဏကြာတော့ညီမလေးကမီးတောက်ထဲကနေထွက်လာပြီးသူ့ကိုလမ်းပေးတယ်နောက်ဆုံးတော့သူလည်းသူ့ညီမလက်ကိုလမ်းကင်လိုက်တယ်မီးတွေလည်းချက်ချင်းငိမ့်သွားတယ်ပြီးတော့သူ့ကိုရဲတိုက်အပြင်ကိုခေါ်ထုတ်လာတယ်ရင်းနှီးတဲ့ကိစ္စအတွက်တောင်းပန်ပါတယ်လို့ပြောလိုက်တယ်ညီမလေးကအကိုအမမဟုတ်ပါဘူးအားလုံးကောင်းဖို့ဖြစ်လာတာပါအကိုကိုခွင့်လွတ်ပါတယ်လို့ပြောပြီးပျောက်ကွယ်သွားခဲ့ပါတယ်ညီမလေးကတမလွန်ကနေပြန်လာပြီးကာကွယ်ပေးခဲ့ပေမဲ့သူကတော့ထွက်သွားပြီးကတည်းကပြန်မတွေ့ရတာခုထိပါပဲ